စိတ်ချမ်းသာခြင်းတာပေါ့စိတ်အေးချမ်းခြင်းတာပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဒီဘဝမှာလည်းစိတ်အေးချမ်းမယ်စိတ်ချမ်းသာမယ်နောက်ဘဝတွေမှာလည်းစိတ်ကတောင်းတလိုက်ရုံနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားရှင်ကနံပါတ်1အနေနဲ့မကောင်းတဲ့သူတွေနဲ့ကြုံလာသည်ဖြစ်စေကောင်းတဲ့ຢာတွေနဲ့ကြုံလာသည်ဖြစ်စေဘယ်လိုအခြေအနေမျိုးမှမဆိုစိတ်ကောင်းကောင်းထားပါစိတ်ကိုကောင်းထားပါတယ်။နှစ်ကတော့တဲ့မိမိသူတစ်ပါးနှုတ်သားအကျိုးရှိသောစကားအပြည့်ကင်းသောစကားကိုသာပြောရမယ်။ကိုယ့်ရဲ့စကားတစ်ခုကြောင့်ဘယ်သူတဦးတစ်ယောက်မှနာကျင်ရတာမျိုးဒုက္ခရောက်သွားစေတာမျိုးကိုမဖြစ်စေနဲ့တဲ့အပြည့်ကင်းသောစကားကိုသာပြောပါ။ကိုတိလက်ရောက်သူတစ်ပါးတွေကိုမလုံးနဲ့တဲ့အကယ်၍ကိုကစီးစိမ်ချမ်းသာကြွယ်ဝတယ်ဆိုရင်လည်းအများကျိုးကိုတည်ဖို့အတွက်စိတ်ဝင်စားနဲ့တွင်တွင်ကြဲကြဲလှုပ်ဆောင်ပါတဲ့မာနတစ်ထောင်ထောင်နဲ့မနေနဲ့ဒေါသတွေထွက်ပြီးမနေနဲ့နုညံ့သိမ်မွေ့စွာနေပါနောက်ပြီးတော့အများကျိုးကိုတည်ဖို့တဲ့အခါမှာလည်းပဲကိုယ့်အကျိုးတစ်ခုတည်းမကြည့်ပဲနဲ့မျှဝေလိုတဲ့စိတ်ကိုထားပါတဲ့ဒီလိုလေ့ကျင့်ကောင်းလေးတွေဒီလိုစိတ်ကောင်းစေတနာကောင်းလေးတွေကိုကိုယ့်ရဲ့စိတ်တန်တန်မှာအမြဲတမ်းရှိနေအောင်လေ့လာစီဖို့ကြိုးစားအားထုတ်ပါတဲ့စိတ်ကောင်းစေတနာကောင်းလေးတွေကိုယ်တန်တန်မှာရှိပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းပဲကောင်းကျိုးချမ်းသာအနန္တတွေနဲ့ပြည့်စုံပြီးတော့နောက်ဘဝတွေမှာလည်းပဲချမ်းသာဒုက္ခများစွာကိုရပြီးတော့ကိုကတောင်းတလိုက်ရုံနဲ့ကိုကစိတ်ထဲမှာကြံစီလိုက်ရုံနဲ့အကြံစီလေးတွေကဖြစ်မြောက်လာလိမ့်မယ်အောင်မြင်လာလိမ့်မယ်အဲ့တော့တစ်ခါလောက်လေးစဉ်းစားကြည့်ပေါ့တန်ဖိုးရှိတဲ့လူဘဝကြီးကိုရလာတဲ့အခိုက်အတန့်လေးမှာတန်ဖိုးမဲ့တာတွေမလုပ်ဘဲနဲ့အကျိုးရှိစွာနေထိုင်သွားဖို့ကတိတ်ကိုအရေးကြီးတယ်လူဘဝကိုရဖို့